အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုင်းစရာဆိုင်းဝင်လင်းပတိကုံရေးသားတဲ့အင်းတော်ရှင်ရဲခေါင်နဲ့သီရိယုတ်ခစေးတောင်းတော်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်သွားပေးကြပါအောင်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအာကာပဲဖြစ်ပါတယ်ရဲခေါင်နဲ့အဖိုးအိုသည်သီရိယုတ်ခစေးတောင်းတော်ကိုအဖိုးအိုထုံကူးရန်အတွက်ထွက်လာခဲ့သည်လူလေးကိုတောင်းတော်ကြောင့်အနေချင်းပြပြထားမယ်ဟုတ်ကဲ့ပါဖကျွန်တော်လည်းနားထောင်ကြပါတယ်သီရိယုတ်ခတောင်းတော်အနီးမှာကန္နမဒါနတောင်းရှိပြီးရွှေကူငွေကူဗရမ ्या ကူများနဲ့အနော်တက်ရေဟန်ကြီးရှိတယ်အဲ့ဒီရေဟန်မှာငကားတွေဂလုံးတွေဝိဇ္ဇာပိုးတွေနဲ့အချို့အောက်နှက်တွေရေသုံးသက်ပြောပါကြတယ်ဒါဆိုရင်ဖအောက်နှက်တွေတော့ရေသုံးသက်တယ်ဆိုတော့တော်တော်သားရမှာပဲနော်ဒါရင်ဘယ်ကမလဲကွအဗန္ဒရာလို့ခေါ်တဲ့တရက်ပင်ကြီးပေါက်ရာနေရာလေးဖြစ်တယ်အဲ့ဒီတရက်ပင်ကြောင့်ရှင်းပြပါအောင်ပါအဲ့ဒီတရက်ပင်ရဲ့အရွက်နဲ့အသီးတွေဟာရှေးအောင်လို့ဝန်းလန့်နေပြီးအာဟာရတတိပြီးစေနိုင်တယ်တမန်လူတွေစားရင်ပေါ့အဲ့ဒီတောင်တော်ကဘယ်ပင်ကဘယ်သီးမဆိုတခါစားသုံးရင်တစ်နှစ်လောက်ခဏကိုမှုကြိုင်နေမယ်လူလေးအော်ဒါဆိုရင်ဒီတောင်ကတမန်တောင်မဖြစ်နိုင်ဘူးအဖပြောပုံရဆိုရင်တထောင်လုံးကတိတ်တိဝင်နေတဲ့ပုံပဲနော်အဖနောက်တော့မပြထူးခြားတာရှိသေးလေအထူးခြားဆုံးနဲ့လူလေးလိုအင်းတော်ရှင်အဖလိုမြေဆောက်ဝိဇ္ဇာတွေအရင်နှီးဆုံးနဲ့အနီးဆက်ဆုံးပြောရမယ်ဆိုရင်အဖိုးဘားမဲကိုအင်းပညာလေးလာဖို့အတွက်လာရောက်လမ်းညွှန်ပြတဲ့အရင်ဘဝကအကိုတော်မဟာသိတိဆိုတဲ့ဝိဇ္ဇာဘို့ပဲဟုတ်ကဲ့ပါအဖကျွန်တော်မှတ်သားထားပါမယ်အဖပြောတာနဲ့တင်ချက်ချင်းတော့ရောက်ချင်နေပြီမလောပါနဲ့လူလေးနဲ့အဖဟာပရဝီသိတိပြီးမြောက်ထားတဲ့ဆိုပေမဲ့ပညာကွန်တမိုးထားတဲ့အနေနဲ့အင်မတန်လိုအပ်မှသာအသုံးပြုရမယ်ကွတော်ရုံနဲ့တော့ထောက်မသုံးပါနဲ့ကျွန်တော်လည်းစိတ်ဝင်စားလွန်အားကြီးသွားလို့ပါဒါထက်လူလေးကိုအရေးကြီးပြောစရာကြံသေးတယ်အဖပြောပြတဲ့မဟာသိတိဆိုတဲ့ဝိဇ္ဇာဘိုးကအင်မတန်မာနထောင်လွှားတယ်ပြီးတော့သူဟာတွေ့သမျှလူကိုပြန်ပက်လို့သတ်မှတ်တတ်တယ်ပညာစမ်းကျင်တယ်နောက်ထပ်ပြောချင်တာကတော့မဟာသိတိဟာတမန်ဝိဇ္ဇာဘိုးမဟုတ်တဲ့အတွက်ကြောင့်သူဘာပဲပြောလူလေးသိခံပါကွဟုတ်ကဲ့ပါအဖကျွန်တော်သိခံပါမယ်ဒါနဲ့အဖရောပညာပြန်ခဲ့ဘူးလားပြန်မှုတာဗောလူလေးရဲ့သူကအင်းနဲ့စိတ်ဝိဇ္ဇာဘို့အဖကမြေဆောက်ဝိဇ္ဇာအဆင့်ချင်းကမတိမ်မရင်ပဲအဖတို့ပညာပြန်တော့ကအဆုံးနိုင်အဖြစ်မပေါ်ခဲ့ဘူးဒါဆိုရင်အဖတို့ပညာပြန်တော့အကြောင်းပြပြပါလားကျွန်တော်သိချင်လို့အဖိုးပြောလာတဲ့စကားကြောင့်ရဲကောင်ဖိုးကြီးပင်စိတ်ဝင်စားသွားခဲ့သည်အကြောင်းအရာမသိရသေးခင်မှာပင်မဟာသိတိဝိဇ္ဇာဘိုးဟာအတော်ဆိုးသွမ်းကြောင်းရဲကောင်သဘောပေါက်လိုက်သည်တာယာလှပသောနနက်ကင်းတစ်ခုမျက်နှာပေါ်သို့ဖြတ်တန်းတိုက်ခတ်သွားသောလေနုအေကိုရှူရှရင်းသီရိယုတ်ခတောင်းတော်ပေါ်ဘက်သို့ဥတီလျှောက်လန်းလာသောလူတစ်ယောက်ထိုလူကမြေဆောက်ဝိဇ္ဇာတူဖြစ်ပြီးအထက်ဆရာပုဂ္ဂိုလ်များ၏ခိုင်းစေချက်ကြောင့်ဂမုံယူရန်သီရိယုတ်ခတောင်းတော်ပေါ်သို့ဥတီလျှောက်လန်းလာသည်တာမန်လူတွေမမြင်နိုင်သောတောင်းတော်ကိုလှမ်းမြင်နေရပြီးတောင်းတော်သို့ရောက်သောအခါအချိန်မဆိုင်ပဲတက်သွားခဲ့သည်ဟေးရက်လိုက်စမ်းတောင်းတော်ကိုဘာကြောင့်ခွင့်ပြုချက်မရှိပဲတက်လာတာတယ်အတန်လာရဘက်ကိုကြည့်လိုက်တော့ခက်လန်းလန်းတင်အနီရောင်အင်ချီဝတ်ဆင်ထားပြီးအနီရောင်ခေါင်းပေါင်းအနီရောင်လုံးကြီးကိုကြောင်းကြိုက်ထားတဲ့ကဲ့သို့ဝတ်ဆင်ထားပြီးရွှေရောင်တောက်နေသောကျေလုံးတရံဒုတ်ချောင်ကိုကင်ထားသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်ဒီတောင်တော်ကိုလာဖို့အတွက်အထက်ဘက်ကိုခွင့်ပြုချက်တောင်းမိသားလေဘယ်သူကိုခွင့်တောင်းကြလို့သေးလို့လဲတဲ့ရဆက်ဒီတောင်တော်မှာကျုပ်ကဘာလဲဆိုတာတင်မသိသေးဘူးနဲ့တူတယ်တင့်ကိုကြည့်ရတာဒီတောင်တော်ကိုလာတဲ့လူမှန်သမျှလိုင်းနောက်ဆက်နေတယ်ဆိုတော့မဟာသိတိဝိဇ္ဇာဘုံပဲဖြစ်ရမယ်ဘယ်ဆိုလို့လဲမြေဆောက်ဝိဇ္ဇာလေးကအမြင်တော့စူးစတာပဲအတင်ဆေးဆက်သွားခြင်းနဲ့ဆိုရင်ကျုပ်ကိုဥညွတ်သွားမဟုတ်ရင်ကျုပ်ကိုနိုင်အောင်တိုက်တဲ့ရဆက်ငါကအနန္တောနန္ဒ၅ပါးနဲ့အထက်ဆရာသခင်တွေကိုပဲဥညွတ်တယ်အတင်လုံးဘာမဟုတ်တဲ့ဝိဇ္ဇာဘုံကိုဘာကြောင့်ဥညွတ်ရမှာလဲမဟာသိတိလည်းအတော်ဒေါသထွက်တာသည်သူ့ကိုဘာမဟုတ်တဲ့ဝိဇ္ဇာဘုံကိုတုံးလုံးလိုက်တော့ကြောင့်ရန်စခံလိုက်ရသည့်မွေဟောက်ပေါ်မှာဆူဆူဆဲဆဲဖြစ်သွားသည်ကောင်းပြီလေအတင်ကဒီလိုပြောမှတော့လေတိုက်ခိုက်ကြတာပေါ့ကျုံနိုင်ရင်အတင်ကျုပ်ကိုတသက်လုံးဥညွှတ်ရမယ်အတင်နိုင်ရင်တော့တောင်းတော်ဘက်ကိုဆက်သွားပါကောင်းပြီလေမဟာသိတိအတင်ကစပြီးစိန်ခေါ်တာဆိုတော့အတင်ပဲစတိုက်ပါရော့
ငါတိတ်တိကျိန်လုံးမိချိပြီတော့ဟုဆိုကရွှေအောင်ကျိန်လုံးကိုဖွေးလျင်လိုက်ပြီးရွှေအောင်လင်းနှမ်းဖြင့်အဖိုးစီသူပြစ်လွတ်လိုက်သည်အဖိုးကိုလည်းအလောက်ကိုရှေ့သို့ဆက်တန်းလိုက်တော့ကလက်ချောင်းများမှအဖြူအောင်လင်းနှမ်းများလက်ကနေထွက်သွားပြီးအလင်းနှမ်းနှစ်ခုတိုက်မိတော့အလွန်ကျယ်လောင်သောပောက်ကွယ်တန်ကြီးထွက်ပေါ်လာသည်မဟာသိတိဝိဇ္ဇာဘိုလည်းထမှန်၍တိုက်ခတ်ပြန်သည်ဒီတစ်ခါတော့အလင်းနှမ်းများကိုတောက်လျှောက်ပြစ်လွတ်တော့ကအဖိုးကိုလည်းလက်နှစ်ဖက်ကိုရှေ့သို့ထုတ်၍ပြန်ကာကွယ်လေသည်မဟာသိတိနှင့်အဖိုးတို့ကြားအလဲတွင်အလင်းနှမ်းကြီးနှစ်ခုဆုံ၍တဖြည်းဖြည်းနှင့်သူမသားကိုမသားအနေထားဖြစ်ပြီးအလင်းလုံးကြီးမှကြီးစီထက်ကြီးလာသည်ထိုအချိန်တွင်ဟေ့နှစ်အောင်လုံးရဲကြစမ်းတိတ်တိဝင်နေပြီဆိုတာနားမလည်ဘူးလားမင်းတို့ဆက်တွေပြန်သိလိုက်စမ်းကြည့်လိုက်တော့အပေါ်ဖြူအဖြူဝတ်ထားသောအဖိုးတယောက်လက်ထဲတွင်တောင်ဝေးတစ်ချောင်းကန်ထားပြီးတောင်မွေးထိပ်တွင်နဂါးပုံထုစစ်ထားသည်ထိုတောင်မွေးထိပ်ရှိနဂါး၏မျက်လုံးနှလုံးမှာအနီရောင်ကြောက်နှလုံးကိုသွုံမြုပ်ထားပြီးအတော်ပင်လက်အောင်မြှလာသည်မတားပါနဲ့တောင်မိုင်ဖို့ဖို့ဒီမြေဆောက်ဝိစာကကျွန်တော်မျိုးကိုဘာမှမခန့်လို့တယ်သူဆက်များပဲမသိမ့်ပဲတိုက်ခိုက်ရင်ပြောလေသည်အဖိုးမှလည်းဥဒိမာနဲ့တောင်မိုင်ဖို့ဖို့ဒီဝိစာမို့ကမာနထောင်လောင်းလုံးပါဖို့ဖို့ဆက်သိမ်းခိုင်းရင်သိမ်းပေးပါမယ်ဒါပေမဲ့ကျွန်တော်မျိုးဆက်သိမ်းလိုက်ရင်ဒီဝိစာမို့ရဲ့ဆက်တွေကျွန်တော်မျိုးစီဝင်လာပါလိုက်မယ်ဟေးမဟာသိတိဆက်သိမ်းလိုက်စမ်းပြောနေတယ်လေမရတော့ဘူးကျွန်တော်မျိုးဒီမြေဆောက်ဝိစာကိုနှောင်တိုက်မယ်တဲငါစကားကိုနားမထောင်ပေါ့လေမင်းတေဖို့တာပြင်းပြောဆိုပြီးတောင်ပန်ဘိုးဘိုးသည်ငကားပုံထူလာသောတောင်မွေးကိုမြေကြီးကိုစောက်ချလိုက်ရာတောင်မွေးထဲစီငကားမျက်လုံးမှအနီအောင်လေးနှန်းကြီးထွက်လာကဆက်လုံးကြီးတွင်သို့ဝင်သားလေသည်ထို့နောက်ဆက်လုံးကြီးသည်တဖြည်းဖြည်းအယောင်ကိုထွက်လာပြီးအဖြူရောင်နှင့်ရှင်အောင်အလင်းနှန်းတစ်ခုပြန်ဖြစ်သွားသောအဖိုးစီတို့ဖြူအောင်ဆက်မဟာသတိဝိဇ္ဇာမိုးစီတို့ရှင်အောင်ဆက်ကိုပိုင်ဆက်အတီးတီးပြန်ဝင်လာပြီးအဖိုးသည်လက်ကိုဝှေ့လျက်လျက်ဆက်များကိုပြန်သိမ်းလိုက်တော့လဲမဟာသိတိသည်ဆက်ပြန်မသိမ်းသောကြောင့်သူဆက်နှင့်သူထိကမြေပြင်ပေါ်သို့ဒူးထောက်ကျသွားလေသည်မဟာသိတိအသင်ပြစ်ကျူးလွန်တာများနေပြီအဲ့ဒီတော့တင့်ကိုထံပေးမယ်အနှစ်90ခုပိတ်ဒဏ်ကတ်စေဦးဆိုကတောင်ဆောက်ဘိုးသည်မျက်လုံးစုံမိတ်လျက်တစုံတစ်ခုကိုခတ်တူတူပါဇက်လှုပ်ယုံရွတ်ဆိုလိုက်တော့ကောင်းကင်မှာလွန်စွာကြီးမားလာသောငှက်ကြီးများစီးလာပြီးစိသီတော်6ဝတ်တစားများဝတ်ဆင်ထားသည့်လူနှစ်ယောက်ကိုတွေ့လိုက်ရသည်တောင်ဆောက်ဘိုးရှိသို့ထိုးဆင်းလာပြီးငှက်ကြီးများပေါ်မှဆင်း၍တောင်ပိုင်ဘိုးကိုအယူသည်ပေးကြသည်ထို့နောက်ဒီငမိုက်သားကိုခေါ်လာကြအနှစ်90နေမှပြန်လွတ်ပြလိုက်တောင်ပိုင်ဘိုး၏အတမအလွန်မှန်ပါလာပြီးကြည်လင်ပြတ်သားသည်စစ်တီတော်တို့သည်လည်းဟုတ်ကဲ့စိတ်ချပါဖို့အမိတ်တန်ဖြစ်စေရပါမယ်စစ်တီတော်နှစ်ဦးလည်းမဟာသိတိဝိဇ္ဇာမို့၏လက်နှစ်ဖက်ကိုကျိုးတစ်ဆောင်စီပင်ချီနှောင်ပြီးကျိုးစားကိုတယောက်တစ်ဖက်စီကန်လျက်ငှက်ကြီးပေါ်သို့ခွန်ထွက်သွားပြီးပြန်တန်းကတိမ့်တိုင်းများကြားတိုးဝင်ပြောက်ွယ်သွားလေတော့သည်ကဲမြေဆောက်ဝိဇ္ဇာလေးဖူးဖူးပဲကြားတွေကတောင်းပန်ပါတယ်ကွယ်နောက်တစ်ချိန်လာခဲ့ရင်အခုလိုမဖြစ်စေရပါဘူးရပါတယ်ဖူးဖူးကျွန်တော်မျိုးလည်းဒေါသမထိန်လိုက်မိတာပါပြန်တောင်းပန်ပါတယ်ဖူးဖူးကိုအလှုပ်ဆုပ်စေခဲ့ပြီးထားလိုက်ပါကွယ်ကိုင်းမြေဆောက်ဝိဇ္ဇာလည်းလှုပ်ရှားစီတာလှုပ်ပြီတော့ကွယ်ဖူးဖူးသွားတော့မယ်ဟုတ်ကဲ့ဦးတွတ်ပါတယ်ဖူးဖူးအေးသွားလျာခလုတ်မထိစုံမင်းကြီးပါစေနဲ့ကွယ်ပန်းနိုင်ဖြစ်တဲ့ထွက်ရလောင်ကိုလည်းအမြန်ဆုံးရောက်ပါစေကွယ်ပေးတဲ့ဆုနဲ့ပြပါစေဖူးဖူးအပြန်လန်ပြောဆိုပြီးတောင်ပန်ဖူးဖူးလည်းကောင်းကင်ခီးဖြင့်တောင်ပေါ်သို့ကြွသွားလေသည်အဘပြောပုံရဆိုရင်အဲ့ဒီမဟာတတိဝိဇ္ဇာမို့ကတော်တော်ဆိုးမှာပဲနော်ဒါပေါ်လူလေးရဲ့အခုဆိုရင်သူ့ရဲ့ပြစ်ဒဏ်ကလည်းလွတ်လောက်ပြီးဒီအဖြစ်ကလွန်ခဲ့တဲ့နှစ်90ကျော်ကပဲကွဒါကိုတော့ရဲကောင်မအံ့ဩတော့ပြီအဖေကြောင့်ဆိုတော့ဝိဇ္ဇာတို့၏အသက်တီးပုံနဲ့ရုံနာထိန်ချုပ်ပုံတို့ကိုအဖိုးအမရှင်းပြခဲ့သောကြောင့်ဖြစ်သည်ထို့နောက်ခီးဆက်လာလိုက်ရာဘာလို့နဲ့တိရိယောကတောင်တော်တောင်ကြီးသို့ရောက်လာခဲ့သည်အချိန်ဆိုင်မနေတော့ပဲတောင်တော်ပေါ်သို့တက်လာလိုက်ကြသည်လူလေးကိုသတိပေးထားအောင်မယ်ဒီတောင်ပေါ်မှာတိတ်တိဝင်ပင်နေတာမကကမုံပင်တူရောင်ပင်စတဲ့အပင်တွေလည်းရှိတယ်ကွအဲ့ဒီထဲမှာတူရောင်ပင်ကိုမထိပါနဲ့ဘာလို့လဲဗျအဲ့ဒီပင်တွေကိုထိရင်အန်ဟဲရှိလို့လားမဟုတ်ဘူးလူလေးအဖရှင်များမယ်တိတ်တိဝင်ပင်နဲ့ကမုံပင်တွေကိုလူလေးထိရင်ဘာမှမဖြစ်ဘူးကွအဲ့ဒီပင်ဟာတိတ်တိတောင်ပို့တိုးလာလိမ့်မယ်ဒါဆိုရင်တူရောင်ပင်ကရောဗျဘာကြောင့်မထိခိုင်းတာလဲတူအောင်ပင်ဆိုတာတိတ်တိဝင်အပင်ဟုတ်တယ်လေပြောလို့ရတယ်မဟုတ်ဘူးလေပြောလို့ရတယ်ဗျာပါကျွန်တော်နားမလည်တော့ဗျာတေချာရှင်းမပါအောင်ဒီတောင်ပေါ်မှာရှိတဲ့တိတ်တိဝင်အပင်တွေရဲ့ကမုံပင်တွေရဲ့ကကောင်းတဲ့နေရာမှာပဲသုံးလို့ရတယ်မကောင်းတဲ့မြေနေရာမကောင်းတဲ့ပုံစံစီမယ်ဆိုရင်တိတ်တိတွေပြေးပြီးတမန်ပင်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့
တီအောင်ပင်ကြတော့အဲ့လိုမဟုတ်ဘူးကွသူဟာကောင်းတဲ့နေရာမှာသုံးလို့ရတယ်လို့မကောင်းတဲ့နေရာမှာလည်းသုံးလို့ရတယ်ဗျာဘယ်လိုသုံးရတာလဲပါတီအောင်ပင်ရဲ့တတိဟာတသမတ်တယ်မရှိဘူးကွအသုံးပြုသူပေါ်မူတည်ပြီးကြောင်းလဲတတ်တယ်မကောင်းတဲ့နေရာရောက်ရင်မကောင်းတဲ့အဆွမ်းရှိသလိုကောင်းတဲ့နေရာရောက်ရင်လည်းကောင်းတဲ့အဆွမ်းရှိတယ်ဒါကြောင့်ဒီတောင်ပေါ်မှာတီအောင်ပင်တွေတော်တော်များများကိုထိမ့်သိမ်းထားတာပဲအပြင်လောကမှာဆိုရင်အင်မတန်အန္တရာယ်များတယ်လူလေးကိုမထိခိုက်တဲ့အကြောင်းကတော့အင်းတော်ရှင်တယောက်ရဲ့စွမ်းပကားကိုတီအောင်ပင်တွေမခံနိုင်ဘူးထိတာနဲ့တီအောင်သီးတွေကျွေသွားတယ်ဟာအဘကလည်းတီအောင်လိုပင်တွေကထူးခြားတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့လိုကျွေသွားရင်သူတို့တွေကဘာဖြစ်သွားမှာလဲသူတို့ကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့မကောင်းဘူးပေါ့လူလေးရဲ့ဘာမဟုတ်တာလေးနဲ့တီအောင်သီးတော့မကျွေပါစေနဲ့ဒါနဲ့ဗျဂမုံမိတ်ဆိုတာကရောဘလို့အစွမ်းတတ်တည်လေးစစ်တယ်ဂမုံမိတ်ဆိုတာကတမန်လူတွေနဲ့လည်းဆိုင်တယ်တမန်လူတွေကဂမုံပင်တွေကိုစီးပွားတက်အောင်ပဲဖြစ်ဖြစ်တိတ်တိအစီရင်တော့ပဲဖြစ်ဖြစ်အသုံးပြုကြတယ်ကွဒါဆိုရင်ဗျတမန်လူတွေကြားထဲမှာအခုရှိနေတဲ့ဂမုံပင်တွေဟာဒီတောင်ကပဲလားအဲ့လိုလည်းမဟုတ်သေးဘူးကွဂမုံဆိုတာနေရာတသက်မှာလက်ခတ်တရဆုံရင်ပေါက်တတ်တယ်ဒီတောင်မှာအထင်ရှားဆုံးနဲ့အစားပါဆုံးဂမုံပင်ကတော့ရှင်သူငယ်ဂမုံပင်ပဲကွဗျာဗျအဲ့ဂမုံပင်ကျွန်တော်ကြားဘူးတယ်ဒီတောင်မှာရှိတယ်ဆိုတော့ဘယ်လိုလုပ်ပြီးတမန်လူတွေကြားထဲရောက်သွားတာလဲအဲ့ဒီဂမုံပင်ဟာအင်မတန်အဆွမ်းတတ်တယ်ဒါပေမဲ့20ကိုတစ်ချိန်ပေါက်တယ်ရှင်သူငယ်ဂမုံကိုအတိတ်ထံပြုပြီးတမန်လူတွေကြားထဲကိုပို့ပေးရတယ်ထိုက်တဲ့သူရတာပေါ့ကွကျွန်တော်သိလာတာကအဲ့ဒီဂမုံဟာမြေတသက်မှာစိုက်ထားရင်လာပြေးလာခွင့်နေတိုင်းရှင်သူငယ်လေးတစ်ပါးဟာဂမုံပင်ပေါ်မှာထိုင်နေတာပဲဖြစ်ဖြစ်လမ်းဆောင်နေတာပဲဖြစ်ဖြစ်တွေ့ရတတ်တဲ့အဲ့ဒါဟုတ်လားဗျအမှန်ပေါ့ကွတိတ်ကိုအစွမ်းထက်တဲ့ဂမုံပဲတိရိယုတ်ခတောင်တော်ဘို့တို့တတ်နေစဉ်လမ်းခုလက်တနေရာ၌အဘဘဒီမှာကြည့်ပါအောင်ပေါ့ဒါပါဂမုံလေအဲ့ဒါဂမုံမဟုတ်ဘူးလူလေးအဲ့ဒါတူအောင်ပင်ပဲတောင်တက်လမ်းမေးနေရာ၌လူကားလေခန့်ရှိသောတစ်ပင်နှစ်ပင်စလုံး၏အရွက်များသည်နတ်မောင်နေပြီးညာဘက်ပင်၏ရွက်အောက်တနေရာရှိအညာတစ်ခုတွင်အသီး၅ခုတွဲလျက်ကျနေပြီးထိုအသီးများမှာယောက်ျားပုံစံဖြစ်ပြီးသပင်အပါဝင်ကိုယ်လက်အင်္ဂါအစုံလင်ဖြစ်နေသည်ကိုထူးဆန်းစွာမြင်လိုက်ရသည်နောက်တစ်ပင်လည်းထို့နည်းတူပင်သပင်ပါဝင်မိမပုံစံကိုယ်လက်အင်္ဂါအစုံလင်ဖြင့်အသီး၅ခုတီးနေသည်ကိုမြင်လိုက်ရသည်ညာဘက်ပင်ဟာတူအောင်ဖို့ပင်ဘယ်ဘက်ပင်ဟာတူအောင်မဲ့ပင်ပဲလူလေးရဲကောင်မြင်တတ်စွာကြည့်နေစေပင်အဖိုးကိုပြောတာကိုသတိမရတော့ပေအနားသို့တိုးကပ်သွားပြီးတူအောင်ဖို့သည်ကိုကန်ကြည့်လိုက်မိသည်ဟာလူလေးဘာလို့တော့ကန်တာလဲအတန်နဲ့သတိပေးသားရနေကွာမဟုတ်ဘူးဗျဒါကရဲကောင်စကားပင်မဆုံးသေးခင်ပင်တူအောင်ဖို့ပင်သည်မိဆွဲလောင်နေပြီးရဲကောင်လည်းပြက်ရခတ်သွားသည်အတန်နဲ့ကြီးထွက်လာလေသည်ထိုအတန်ကတူအောင်မဲ့ပင်မှဖြစ်သည်တူအောင်မဲ့ပင်လည်းလေမတိုက်ပဲတွတ်တွတ်ခအောင်လှုပ်ရမ်းနေသည်ဘသူလဲဟိတူအောင်ဖို့ပင်ကိုဖျက်စီပလားတေဖို့လာပင်အတန်လာရရဲကောင်ကြည့်လိုက်တော့ရွှေအောင်ကျိန်လုံးကိုပခုံးပေါ်တွင်တင်လျက်အနီအောင်ဝတ်စာဖြင့်လေပေါ်တွင်ပြေးလာသောလူတစ်ယောက်ထိုလူကရဲကောင်တို့ရှိမလန့်မကန့်တွင်မြေပေါ်သို့ကျလာပြီးရဲကောင်တို့ကိုစားမတက်ဝါမတက်ကြည့်နေသည်ဟင်မဟာတိတ်ဝိဇ္ဇာဘူးကြောက်ရွံ့တယ်မဟုတ်တော့လဲစိုးရင်သောအတန်ဖြင့်အဖိုးဦးပါဇက်မှလှုပ်ခနဲ့ထွက်သွားသည်အော်မင်းအောင်ဆွေအောင်ကြီးပဲဒီတစ်ခါတော့တင်းတို့အပြစ်လုပ်ထားတဲ့အတွက်တောင်ပန်ဘိုးဘိုးလည်းမကင်နိုင်တော့ဘူးတေဖို့သာပြင်တော့မဟာတိတ်ကျုပ်နုံညွန့်တောင်းပန်ပါတယ်ရဲကောင်ကမိသည့်စကားပဲမပြောစိုးရင်စိတ်တို့ဖုံးလွှမ်းနေသည်ရဲကောင်စိုးရင်ဒီကမဟာတိတ်ဝိဇ္ဇာဘိုးကိုမဟုတ်သူကြောင့်မိလောင်ပြကြသွားသောသူအောင်ဖိုးပင်ကိုဖြစ်သည်မရတော့ဘူးအသိညောက်ကျွန်တော်250လွန်လုံးခုထဲမှာပိတ်လောင်ခံရရတယ်အခုတောင်ပန်ဘိုးဘိုးအထက်ဝိဇ္ဇာအစည်းအဝေးပွဲကိုသွားတဲ့အတွက်လက်ရှိဒီနေရာဟာကြောက်အုပ်ချုပ်နေတာပဲမဟာတိတ်ကျုပ်တို့ကတောင်းပန်ပါတယ်ဒီကလေးကမသိလို့ဖြစ်သွားတာပါအဖိုးပြောလိုက်မှမဟာတိတ်လည်းရဲကောင်ကိုသတိပမိသွားသည်ကိုရောင်တွေတောက်ပလို့ပါလားတီအောင်ဖိုးပင်ကိုတောင်ပြကြအောင်လုံးနိုင်နေဆိုတော့အစင်ကပေါ့တူတော့မဟုတ်ဘူးမြေစာဝိဇ္ဇာကြီးရှိကပညာတွေတော်တော်ယူပုံထားပုံရတယ်ဝိဇ္ဇာဘူကြီးအတန်ဒီလှောင်ပြောင်တန်အပြည့်ပါနေသည်ရဲကောင်ဒေါသထောင်းကနေထွက်သွားပြီးရှေ့တုံးမဲ့ဟန်ပြင်းတော့အဖိုးကလက်ဖြင့်ကာလိုက်သည်ရဲကောင်ဆက်မတူဖြစ်တော့ကျုပ်တို့ကတောင်းပန်ပါတယ်မဟာတိတ်ကျုပ်တို့ကိုတောင်းမဆက်သွားခွင့်ပြုပါကောင်းပြီလေဒါဆိုရင်ကျုပ်စီမှာဒူးထောက်ပြီးမှားပါတယ်လို့ပြောပါဒါဆိုရင်ဆက်သွားခွင့်ပေးမယ်ဒီတစ်ခါတော့ရဲကောင်စိတ်မထိန်မရတော့ပဲဝင်ပြောလိုက်သည်ဟေးမဟာတိတ်
တင်တိတ်ဆွမ်းနေလားတကယ်တတိစီရင်ကျုံနဲ့ပညာပြန်မလားကိုရောင်လေးနည်းနည်းစီအောင်နဲ့ဘဝင်မြင့်နေတာလားသိချင်တယ်ဆိုတော့လေတပ်ပြရတာမဟုတ်ဆိုကမဟာဝိဇ္ဇာဘုံသည်တစ်ချက်ခုံလိုက်ပြီးလေးပေါ်တွင်မတ်တက်ရက်နေသည်ရဲကောင်လည်းရှိသူပြေးထွက်သွားပြီးအဖိုးအပင်တားချင်မရလိုက်ပြီထို့နောက်ဝိဇ္ဇာဘုံသည်စိတ်ကြိမ်လုံးဖြင့်တီအောင်မဲပင်ကိုပြစ်လိုက်ရာဘုံကနေတန်ကြီးမြည်၍မိကိုလုံးများဖြင့်ဖုံးလွှမ်းသွားပြီးဝိဇ္ဇာဘုံစီသို့ကျိန်လုံးပြန်တက်သွားခြင်းတွင်မိကိုများအတွင်မှမိမ၅ဦးထွက်လာပြီးရဲကောင်ကိုမျက်လုံးနှီးကြီးများဖြင့်စိုက်ကြည့်နေသည်။ကိုင်တီအောင်မဲတင်းတို့ရဲ့ယောက်ျားကိုတတ်လိုက်တာသူပဲပြန်ကလေးစားချေကြဝိဇ္ဇာမူ၏စကားပင်မဆုံးနိုင်ပြီးမိမ၅ဦးသည်ရဲကောင်စီသို့ပြေးဝင်လာလေသည်လူလေးသတိထားအဲ့ဒါတီအောင်မဲအဖိုးအို၏သတိပေးအော်ပြောတန်ရဲကောင်ကြားလိုက်ရသည်ငါတို့ယောက်ျားတွေကိုတတ်တယ်သူတေးပြီးတော့အတန်နဲ့ကြီးများဖြင့်အော်ကားပြေးဝင်လာပြီးအနားသို့ရောက်တော့ရဲကောင်လက်ပြင်ရှမ်းလိုက်ရာမိမ900လုံးဘေးသို့လွန်းထွက်သွားသည်သို့သောလက်မလျှော့ပြန်ထလာပြီးထပ်မံပြေးဝင်လာသည်ဒီတစ်ခါတော့ရဲကောင်မညာတော့ပြီအာယုံကိုစုစည်းလိုက်ပြီးလက်ကိုရှိသို့ဆက်နှမ်းလိုက်ရာလက်ချောင်းများတွင်မှဆက်များထွက်လာပြီးတီအောင်မဲများကိုရှစ်ပတ်လေသည်အာပူတယ်နာကျင်သောအသက်များထွက်လာပြီးဆက်များပြတ်ထွက်သွားပြီးနောက်တီအောင်မဲများပြောက်ကွယ်သွားပြီးတီအောင်သီးလေးများပြန်ဖြစ်၍ထိုသီးများမှာအငွေ့များတထောင်ထောင်ထားနေသည်ကိုတွေ့လိုက်ရသည်မင်းကလူနဲ့ပညာနဲ့မလန့်အောင်ဆွမ်းထက်နေပါလားရော့ငါးချိန်လုံးဆောင်ကိုမိစီဆောင်ဆိုကလေးပေါ်တင်မတ်တရက်နေသောဝိဇ္ဇာမို့သည်ဆွေအောင်ကျင်းလင်းကိုမြှောက်လျက်ဆွေအောင်ဆက်များဒရဆက်ပြစ်လို့နေသည်ရဲကောင်လည်းလက်တစ်ဖက်ကိုမြှောက်ကဝိဇ္ဇာမိုး၏ဆက်များကိုကာထားခဲ့သည်ဝိဇ္ဇာမိုးလည်းပညာကမသေးရဲကောင်သည်ပင်တစ်ချက်ရိုင်းသွားခဲ့သည်ရဲကောင်ကပညာပင်မသုံးရတော့လေကာကွယ်ရုံသာကာကွယ်နေသည်ရဲကောင်ပညာမသုံးသည်ကိုမသိသည့်အတွက်ဝိဇ္ဇာမိုးသည်အနိုင်ဘဲ၏စိတ်ထဲတွင်တွေးထွင်သွားပြီးအင်အားကိုစစ်စီလိုက်ပြီးစက်တန်းကြီးကိုဖိချလွတ်လိုက်တော့လေရဲကောင်မြေကြီးပေါ်သို့လဲကျသွားသည်ဝိဇ္ဇာမိုးလည်းလေပေါ်မှမြေပေါ်သို့ပြင်းချင်းစွာဆင်းလိုက်၍ဘာတက်နိုင်သေးလဲပညာလေးမတောက်တစ်ခေါက်နဲ့လာဆန်းခြင်းနဲ့အခုတော့တည်တော့ပေါ့လူလေးအဖိုးကိုဆွေးရင်စင်ပြေးလာမည်လို့ရဲကောင်လက်ကပြပြီးမတက်ထရက်လေသည်ကိုင်မဟာတိတ်တင့်ပညာဒါကုန်ပဲလားဝိဇ္ဇာမိုးကြောင်သွားသည်သူပြစ်လိုက်သောဆက်သည်အမြင့်ဆုံးဆက်ဖြစ်ပြီးတော်ရုံလိုမခံနိုင်အဖိုးနဲ့တိုက်တော်ငါပင်သူမသာကိုမသာရှိခဲ့တော့လဲယခုရဲကောင်လဲကျသွားပြီးအပြုံးမပြတ်ထားလာသည်ကိုတွေးလိုက်ရတော့ကြောင့်အနှဲငယ်လှမ်းသွားသည်တဲ့တင်ကတော်တော်အဆွမ်းထနေပါလားဒီဆက်ကိုခံနိုင်ခံစမ်းဒါငါ့ရဲ့ညီတော်ဘာမဲ့ပြရတဲ့ဆက်ပဲဥစုကကျိန်လုံးကိုအပေါ်သို့မြှောက်လိုက်တော့ကျိန်လုံးသည်လဲနေပြီးဝိဇ္ဇာမူ၏မျက်လုံးအတွင်းမှအနီအောင်ဆက်တန်းသည်လဲနေသောကျိန်လုံးတွင်သို့ဝင်သွားသောအခါနီညွန်အောင်ဆက်တန်းကြီးသည်ရဲကောင်စီသို့တိုးဆင်းလာသည်လူလေးတတိထားအဲ့ဒါတက်ရီဆက်နဲ့ဘာမဲ့အင်းဆက်ပေါင်းထားတာရဲကောင်ကတီတီညင်ပင်မြေကြီးပေါ်တွင်တင်မလကွေထိုင်ပြီးလက်အုပ်ကြီးကစိတ်ကိုငရဲအင်းတော်စီသို့ပို့လွှတ်နေသည်စက်တန်ကြီးရဲကောင်ဤသို့လာတော့အခါငရဲအင်းတော်မှအဖြူအောင်လင်းနှမ်းကြီးထွက်ပေါ်လာပြီးတတိုင်းတစ်ပွဲကာထားသည်ဝိဇ္ဇာမူ၏ဆက်များရှေ့သို့မတိုးတော့ပေရှိသည်များအင်အားပေါင်းကပြည့်လွတ်တော့လဲအဖဘဘူအောင်ကိုယ်တိုင်ရေးဆွဲပေးထားသည့်အင်းတော်ကြီးမှထွက်ပေါ်လာသောအဖြူအောင်တတိုင်းကိုမထိုးဖောက်နိုင်ပေဖြစ်နေသည်ထိုချိန်တွင်ရဲခေါင်သည်လက်အုပ်ချီထားသောလက်နှစ်ဖက်ကိုဖြန့်လျက်အပေါ်သို့မြှောက်လိုက်ရာအဖြူအောင်တတိုင်းကြီးသည်တဖြည်းဖြည်းမြောက်လာပြီးဆက်များကိုတွန်းသွားပြီးရဲခေါင်အားဖြင့်ဆောက်တွန်းလိုက်ရာဆက်တန်းကြီးသည်ဝိဇ္ဇာမူရှိသို့တံပြန်သွားပြီးအုံဟုသောအတန်ကြီးထွက်လာပြီးဝိဇ္ဇာမူဒူးထောက်ကြကခေါင်းပင်မဖော်နိုင်တော့ပေထိုမှဘေးဘက်လက်စီဆက်ထိသွားသောဆေးတော်ပင်ကမုံမင်တို့မှဓားဖြင့်ခုတ်ခံလိုက်ရတဲ့ကဲ့သို့အပိုင်းပိုင်းပြတ်ထွက်သွားသည်ရဲကောင်လည်းမတ်တက်ထရလိုက်သောအဖြူအောင်တတိုင်းကြီးမှတဖြည်းဖြည်းသိငယ်လာပြီးရဲကောင်ငရဲအင်းတော်ထဲသို့ပြောင်းဝင်သွားလေသည်အင်းတော်ရှင်ပြီးသားပါပဲတဲ့ကွယ်အတန်လာရဘက်ကိုကြည့်လိုက်တော့တောင်ပန်ဘိုးဘိုးဖြစ်နေပြီးအဖိုးကိုလောက်ချီလိုက်သည်ရဲကောင်လောက်ချီပြီးလောက်တော့ချီအေးမရတစုံတရာကဆွဲယူထားတဲ့ကဲ့သို့လက်မလေးလက်နေသည်လောက်မချီပါနဲ့အင်းတော်ရှင်ကျုပ်ဆင်ကအင်းတော်ရှင်လောက်ချီရမယ်အဆင့်မဟုတ်ပါဘူးထိုစဉ်မဟာတတိဝိဇ္ဇာမို့ဒူးထောက်လျက်တတိယလာသည်ဂိုင်းမဟာတတိဘာတက်နိုင်သေးလဲတင်ကအင်းတော်ရှင်ကိုမှရန်စတာပဲအခုတော့သိပညာတွေပျောက်သွားပြီကျွန်တော်မျိုးမှားပါတယ်ဘိုးဘိုးအင်းတော်ရှင်ကိုလည်းတောင်းပန်ပါတယ်ကျွန်တော်မျိုးရဲ့ပညာတွေကိုပြင်ရအောင်လုပ်ပြပါကျွန်တော်စိတ်မကောင်းပါဘူးမဟာတတိကျွန်တော်မလုပ်တတ်ပါဘူးတနည်းတော့ရှိတယ်မဟာတတိတောင်ပန်ဘိုးဘိုးမှဝင်ပြောလိုက်သည်ဘာများလဲဘိုးဘိုးရဲ့မဟာတတိမေးခြင်းမဟုတ်လောက်ကြည်လာတော့အဖိုးမှဝင်မေးလိုက်ခြင်းဖြစ်သည်
မဟာသိတိစိုးသည့်မှန်တော်ငါလည်းယခုလိုဖြစ်သွားတော့စိတ်ကောင်းပုံမရထို့ကြောင့်ဝင်မေးလိုက်သည်အင်းတို့ရှင်နောက်ကိုလိုက်ပြီးပါရမီဖြည့်ပါတင်ကြိုးစားလျင်ကြိုးစားတော့တင့်ပညာတွေပြန်ရပါလိမ့်မယ်ဗျာကျွန်တော်နောက်ကိုလိုက်မယ်ဟုတ်လားအင်းတို့ရှင်ကမခေါ်ချင်လို့လားဟုတ်မဟုတ်ပါဘူးဖို့ကျွန်တော်အံ့ဩသွားလို့ပါမဟာသိတိသဘောကရောကျွန်တော်မျိုးမငင်းရဲပါဘူးဖို့ဒါဆိုရင်တော့ကျွန်တော်ခေါ်သွားပေးပါမယ်အခုလိုတိတ်တိဝင်အပင်တွေပြည့်စည်သွားတာကိုတော့စိတ်မကောင်းပါဘူးစိတ်မကောင်းမဖြစ်ပါနဲ့အင်းတို့ရှင်ပြန်ရှင်တန်းအောင်လုပ်လို့ရပါတယ်အင်းတို့ရှင်ရဲ့အကူအညီတဲ့ပေါ့ကျွန်တော်ကဘာလို့ဖေးရမှာလဲဒါတော့အင်းတို့ရှင်စဉ်းစားပါရဲကောင်ခေါင်းချသွားသည်သို့တော့ခဏကြာတွင်အကြံရသွားပြီးမျက်လုံးကိုမှိတ်ကအာရုံယူလိုက်သည်လက်ကိုငရဲအင်းတို့ပေါ်သို့တင်လိုက်ပြီးပြန်ချလိုက်ရာလက်ထဲတွင်ပါလာသောအင်္ဂုတ္တကောက်ကိုကောင်းကင်ပေါ်သို့ပစ်လိုက်ရာအင်္ဂွက်များရာချီပွားသွားပြီးနေရာ၌ပြန့်ကျဲကကျလာသောအခါတီအောင်ဖို့တီအောင်မဲပင်တွေပါဝင်ပြက်စီသွားသောဆေးတော်ပင်နှင့်ကမုံပင်တို့မှချက်ချင်းဆိုသလိုပြန်ပေါက်လာပြီးပုံမှန်တိုင်းပြန်ဖြစ်သွားသည်အင်းတို့ဆင်ဆိုတဲ့ဘွဲတူကောင်တို့နဲ့လိုက်ပါပြီတယ်ကျုပ်ဆုံးတာကိုကျင်းတတ်ပါတယ်ဝိဇ္ဇာဘုံမှဝင်ပြောလိုက်ခြင်းဖြစ်သည်ဂိုင်းကိစ္စပြီးပြီဆိုတော့အင်းတို့ရှင်ကိုအခွင့်အရေးတစ်ခုလောက်တောင်းကြပါတယ်ဘာများလဲဖို့ရဲ့အင်းမရွာဆိုတဲ့အရက်မှာရှိတဲ့အင်းတော်ကြီးမှာနဂါးနဲ့ပေစာလို့ခေါ်တဲ့ကျန်းစာတစ်ခုကိုနားမှာရှိတဲ့ဝါစကြစီတီတော်မှာဌာပနာထည့်ပေးဖို့ပါပဲအဲ့ဒီပေစာကိုနဂါးမျိုးနွယ်တွေဆော့ဆော့နေတယ်ဒါကြောင့်အင်းတော်ရှင်လိုပုံကုမျိုးကပဲယူနိုင်မှာပါကောင်းပါပြီပို့ဒါနဲ့ဖထုံကူးတဲ့ကိစ္စရောမပူပါနဲ့အင်းတော်ရှင်ကြုတ်တောင်းထားပါမြေဆောက်ဝိစာထုံကူးဖို့အတွက်ဘိုးဘိုးစီမံပေးလိုက်ပါမယ်အင်းတော်ရှင်သာအောင်မြင်အောင်ဆောင်ရွက်ပါမဟာသိတိကိုလည်းခေါ်သွားလိုက်ပါသူပညာတွေမြင်မြန်ပြန်အောင်ပေါ့ကောင်းပါပြီဖို့ဒါဆိုရင်ကျွန်တော်တို့ကိုခွင့်ပြုပါအောင်ဖကျွန်တော်သားရမယ်ခီးဆိုင်ပါလို့လေဒါဆိုရင်ဖိုးဖိုးတို့သားရမယ်ဦးဆိုကတောင်ပန်ဖိုးဖိုးနဲ့အဖိုးတို့ပြောက်ွယ်သားတဲ့နဲ့တပြိုင်နက်တောင်တော်ကြီးလည်းပျောက်သွားသည်လင်မင်းကြီးတစ်ခုတွင်ရဲကောင်နဲ့မဟာသိတိတို့သာကြံခဲ့သည်မဟာသိတိကိုကြည့်လိုက်တော့အသက်အစိတ်ရွယ်လူတစ်ယောက်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်ကဲကိုသိတိရေသွားစို့ဗျာခမရကဒီတိုင်းဆိုတော့လေလူကြောပဲဗျဆရာကတော့မြောက်နေပြန်ပါပြီအခုတော့လေညီကိုများပမာခင်မင်ရင်းနှီးသွားကြသည်ရဲကတော့ချင်းလန်းများသည်အင်းမရွာစီသို့ဦးတီကရှောင်းလန်းနေပြီးစိတ်ထဲတွင်တော့ငကားနဲ့ပိစာဆိုသောအရာကိုနှုတ်ဦးသာစိတ်ကူဖြင့်ကိုစီပုံဖော်နေကြသည်ငကားနဲ့ပိစာတိုက်ယူသောအခါရဲကောင်တို့ဘလို့ခတ်ခဲတွေကြုံရမလဲဝါစကြစီတီတော်မှာဘလို့ဌာပနာမလဲဆိုတာကတော့အင်းတို့ရှင်ရဲကောင်နဲ့ငကားနဲ့ပိစာဇက်လန်တွင်စိုက်မွန်နာဆင်ပေးကြပါအောင်